အဲ့ခါဘာကြံမင်းနဲ့ဘယ်လိုလာရအဲ့ဘယ်သူကြီးလဲတော့ဝထိုးကြီး ဘာတော့ဝေထိုးကြီးနဲ့ဟဲ့အမလီအမဦးရဲ့ဘယ်သူကြီးလဲမရဦးရဲ့မသိလားဦးနဲ့တထိုင်ကအကုန်လုံးသိနေကြရလေအမမသိလား သိတယ် အဲ့ဒါလည်းဘယ်သူကြီးလဲလို့မေးရတယ်တတ်မရွက်မေးရတယ် အားလုံးကပါရိုးသားဒီမှာ နေရဘာလို့မရလဲပြော ဖုံးမှန်ခွဲတဲ့အကြောင်းဒီမောက်ပြနေတယ်ဒီကနေ နော် အဲ့တော့ရိုးသားပဲငါတို့ကစကားပြောတာနော်မှာနော်ဒီလိုနေကသူ့ကတော့နေမလို့နေမိမရပါတယ်သူ ဘာမေးရပါလဲဘာတော့ဝေခဏနေကဘာတော့ဝေထုံးလို့ပြောရလဲနေမငါဦးရဲ့လေးပါစိုးအချစ်ဆုံးလေးပါစိုးဘာကုသပါလဲဘာအောင်နဲ့တော့ဝေထုံးလို့ပြောရလား ငါစိတ်တူလို့ငါပြောတာမစိတ်မလို့တော့အဲကြောင့်နေကိုတော့ ထားခဲ့ပြီထားခဲ့စိတ်ကူလောက်ကဖတ်ကြလားလာဖတ်ကြလား နေကို ဖတ်ကြလား မဖြစ်တယ်ရုပ်သိတယ်မဖြစ်ဒီကွာဒီကျုပ်ကတော့ဒီကရုပ်သိ အက ဘာလဲ ဘာလဲလာပြန်လိုက်ခဲ့လာဖတ်ပြန်လိုက်ခဲ့ လိုက်ခွာ ဘာလို့လဲကြောင်းအမဘာလို့မြန်လဲမအောင် မဒီမှာမြေစိုးလေးကြီးညာမလို့နော် ကဲဝယ်လို့စတာပါရှင်နော်အခုကတော့ဝဲကမနီလာဆိုရောက်နေဖြစ်ပါတယ်ရှင်မမနီလာဆိုမှဆိုလို့ရှိရင်အခုလည်းရေဆိုအစမ်းလေးတွေရှိပါတယ်ရှင်အခုမှဒါအိုက်ဒီယာအစ်စ်ပေါ့နော်ဟုတ်တယ်နော်မနော်ဒါအစ်စ်ကလေးပါရှင်နော်ကဲရေဆိုဥမာပန်းသီးအလုံးလေးတွေပါရှင်ပန်းသီးလုံးလေးကိုမှကာလာလေးတွေခွဲသွားမှဖြစ်ပါတယ်ရှင်နော်အသားလည်းလုံးဝကောင်းတယ်မဒီ site ကိုတစ်ချက် ရေလျှော်လို့ရှိရင်လည်းလုံးဝအယောင်မကျုပ်ဘူး ဟုတ်ကဲ့ နော် ရှင်နော် ပေါင်ရင်80 90ရာနေပြီးတော့စဝေးပေါင်ချိန်ဒီမှာအိတ်ကက်ကလေးလည်းပါတယ်အိတ်ကက်နှစ်ဖက်လည်းပါတယ် ငါမိ site ကိုတစ်ချက်ရှိုးနော်ငါမိဟိုမှာကြီးပါရှင်နော်အနောက်မှာမြင်ရတဲ့အတိုင်းပဲကာလာလေးတွေအစုံရှိရမရှိကာလာ905ပါတယ်ရှင်နော်အမဘယ်လောက်လဲဈေးလေးက 18500နဲ့ရမှာနော်တလေးတို့3ထည့်အနည်းဆုံးယူပေးရမယ် ဟုတ်ပါတယ် အိမ် ရှ ရော င် င်းဝေချေပါနော် 3နေရာနေစပြီးတော့18500နဲ့ရမှာဖြစ်ပါတယ်ရှင်เนาะအိမ်ရောက်မှငွေချေပါရှင်ရုပ်ကြီးဆက်ချက်စွာနဲ့မှာယူလို့ရပါတယ်ရှင်အသားတကယ်ကောင်းပါတယ်ရှင်เนาะစိုက်ပြေခိုင်းပြေချုပ်ပြီးထားဖြစ်တဲ့ကိုရောင်းတန်းမှလည်းပေါ့နော်တန်ရောင်းနေလဲပေါ့နော်လုံးဝကိုရောင်းကောင်းမှာပေါ့နော် အပြင်မှာဆိုပေါက်သေးရဒီဥစ္စာဆိုလို့ရှိရင်2000ခွဲ2600ပေါက်သေးတယ်မတို့ကချုပ်တယ်ပေးရတာကိုလို့ဒီဈေးနဲ့ပဲ ဟုတ် ပေး တယ် တာ ဟုတ်တယ်ရေစုပ်ကပူတဲ့တွေဆိုသိပါတယ်ရှင်ရေစုပ်ကပူတဲ့တွေဆိုသိပါတယ်ရှင်เนาะကဲအခုကတော့ဝဲတော့ကတော့ဒီမှာ ကာလာလိုင်းလေးကလည်း600ပါ အခုအကာရောင်လေးပြတ်မယ်တော့ဒါကတော့အဝါလေးပြီးတော့ဒါကတော့ပန်းရောင်လေးပဲမှတ်ထားတော့ဒါလေးကပန်းရောင်လေးပါရှင့်ဒါလေးကတော့ခရမ်းလေးပါရှင့်ဒီမှာဒါလေးကအဝါလေးပါရှင့်ခုမဝတ်ထားလေးငေါ်လေးဝဲဝတ်ထားစိမ့်လေးပါရှင့်เนาะမမဒီလားဆိုလို့ရှိရင်6ထည့်ပင်ရင်းဖြစ်တယ်အထည်ကလည်းစက်ရုံနဲ့ရိုက်ဖြစ်ပါတယ်ရှင့်အဲ့တဲ့ကြောင့်မလို့ကိုဈေးများမှာမပူပါနဲ့ရှင့်เนาะလက်ကားသမားတွေဆိုလုံးဝအဆင်ပြေမှာဖြစ်ပါတယ်ရှင့်เนาะမမကဆိုလို့ရှိရင်လည်းဈေးနဲ့ပစ္စည်းတွေအများကြီးချောင်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဈေးကိုလုံးဝအတက်နိုင်ဆုံး short ပြီးရောင်းပေးနေတာဖြစ်ပါတယ်ရှင့်เนาะမမကိုယုံကြည်စိတ်ကဆိုလည်းပြောရပါတယ်ရှင့်ဥပဲအစပြောသလိုပဲပေါ့နော်အခုလက်ရှိဆိုင်ဖွင့်ထားတဲ့သူတွေအခုမှဆိုင်စားဖွင့်မဲ့သူတွေအခုမှအထည်လောကတွေကိုစောင့်ဝင်မဲ့သူတွေ online မှာအထည်ကို